စနိုက်ပါသမားကဒေါ်လာ1000တန်အထူးကြည်စံ1000ကိုထုတ်ယူလိုက်တယ်။သူကဒါကိုသူ့ရဲ့ရိုင်ဖယ်ထဲထည့်သွင်းပြီးတနက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်လိုက်တယ်။သူ့ရဲ့ mission ကတော့အခမ်းအနားတက်ရောက်ဖို့ရောက်ရှိလာတဲ့သမ္မတကိုတပ်ဖြတ်ဖို့ပဲဖြစ်တယ်။ဒါပေမဲ့သူမောင်းခလုတ်ကိုဆွဲတော့မဲ့အချိန်မှာတင်တခြားတစ်ယောက်ကသမ္မတရဲ့ဇနီးကိုရုတ်တရက်ပစ်ခတ်လိုက်တယ်။ထိတ်လန့်တကြားဖြစ်မှုတွေဖြစ်ပွားပြီးနေရာအနှံ့မှာရုံးရင်းဆန်ခတ်မှုတွေပြန့်နှံ့သွားခဲ့တယ်။ဒီအတောအတွင်းမှာပဲသတင်းထောက်တစ်ယောက်ကပစ်ခတ်သူရဲ့မျက်နှာကိုကင်မရာနဲ့ရိုက်ကူးမိသွားပြီးရဲတွေကိုချက်ချင်းအကြောင်းကြားလိုက်တယ်။ပစ်ခတ်သူကထိတ်လန့်သွားပြီးသူ့ရဲ့အထက်လူကြီးစီဖုန်းခေါ်ခဲ့တယ်။သူ့အထက်လူကြီးကသူ့ကိုချက်ချင်းထွက်ပြေးဖို့အမိန့်ပေးခဲ့တယ်။သူကလှေကားအတိုင်းပြေးဆင်းပြီးအခြေအနေကိုစစ်ဆေးဖို့ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်ရင်းတွတ်တွတ်လက်လက်လှုပ်ရှားခဲ့တယ်။အဲ့ဒီအချိန်မှာတင်သမ္မတရဲ့ကွန်မန်ဒိုတပ်ဖွဲ့တွေကသူ့စီဝိုင်းရံပိတ်ဆို့လာနေပြီ။သူကပြတင်းပေါက်ကနေဖယ်ခွာပြီးထောက်တနေရာမှာပုံလိုက်တယ်။အပြင်ဘက်မှာတော့ရဲကားအစီးပေါင်းရာနဲ့ချီပြီးအဆောက်အုံကိုဝိုင်းရံထားကြသလိုသူ့ကိုဖမ်းဆီးဖို့အထူးတပ်ဖွဲ့တွေကိုစေလွှတ်ခဲ့ကြတယ်။ရဲတွေမရောက်ခင်မှာပဲသူကရေချိုးခန်းထဲကလှုပ်ဝက်တကားတစ်ခုကိုအတင်းအကျပ်ဖွင့်ပြီးအတွင်းထဲကိုတိတ်တဆိတ်ဝင်ရောက်ခဲ့တယ်။သူဟာအသက်ရှူပြီးသူ့ရဲ့နောက်ထပ်လှုပ်ရှားမှုအတွက်စဉ်းစားလို့ရမယ့်နေရာတစ်ခုကိုရှာဖွေတွေ့ရှိသွားတာ။ဒါပေမဲ့အဲ့ဒီနောက်အထူးတပ်ဖွဲ့တွေကအဆောက်အုံအနှံ့ကိုမိခိုးပုံးတွေစတင်ပစ်ခတ်ခဲ့ကြတယ်။ပစ်ခတ်သူကနိုးနိုးကြားကြားရှိနေခဲ့တယ်။သူကအစီအစဉ်တစ်ခုကိုချက်ချင်းကြံစည်လိုက်တယ်။သူကရဲအရာရှိတစ်ယောက်ကိုဘာအတန်မှမထွက်စေဘဲတိတ်တဆိတ်တိုက်ခိုက်ပြီးသတိလစ်သွားအောင်လုပ်လိုက်တယ်။အဲ့ဒီနောက်သူကအဲ့ဒီအရာရှိရဲ့ယူနီဖောင်းကိုဝတ်ဆင်ပြီးသတိလစ်နေတဲ့ရဲစစ်တီကိုလူနာတင်ကားတစ်စီးစီတည်ဆောင်သွားခဲ့တယ်။ဘယ်သူမှတန်တရားမဝင်ခဲ့ကြဘူး။သူကအဲ့ဒီအခွင့်အရေးကိုအသုံးပြုပြီးထွက်ပြေးခဲ့ပေမဲ့ခေါင်းမိုးပေါ်ကရဲအရာရှိတစ်ယောက်ကသူ့ကိုလှမ်းမြင်သွားပြီးပစ်ခတ်ဖို့ကြိုးစားခဲ့တယ်။စက္ကန့်ပိုင်းကြာမှပဲပစ်ခတ်သူဟာခြုံပုတ်တွေနဲ့ပျောက်ကွယ်သွားခဲ့ပြီးဘယ်သူမှသူ့ကိုထပ်မမြင်ရတော့ဘူး။နောက်ဆုံးမှာသူအိမ်ပြန်ရောက်ယူနီဖောင်းကိုချွတ်ပြီးအနားယူဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ TV ဖွင့်လိုက်တဲ့အခါသူ့ရဲ့ဓာတ်ပုံကိုရိုက်ကူးခဲ့တဲ့သတင်းထောက်ကအခုသူ့မျက်နှာကိုနေရာအနှံ့မှာပြသနေတာကိုမြင်လိုက်ရတယ်။ပစ်ခတ်သူဟာစိုးရိမ်ပူပန်လာခဲ့တယ်။သူကအဲ့ဒီသတင်းထောက်ရဲ့အချက်လက်တွေကိုရှာဖွေပြီးသူမကိုဖမ်းဆီးဖို့မှောင်လာတဲ့အခါသူမရဲ့အိမ်စီသွားခဲ့တယ်။သူ့ဓာတ်ပုံရှိတဲ့ကိရိယာကိုသူတောင်းဆိုခဲ့ပေမဲ့သတင်းထောက်ကငရုတ်ကောင်းစပရေးနဲ့သူ့မျက်လုံးထဲကိုတန်းတန်းမတ်မတ်ဖြန်းလိုက်တယ်။ဒါပေမဲ့ဒါကသူ့ကိုလုံးဝမထိခိုက်စေခဲ့ဘူး။သူကသူမရဲ့အိတ်ထဲကိုရှာဖွေပြီးဓာတ်ပုံကိုရှာတွေ့ဖို့အတွက်အရာအလုံးကိုတွန်းချပစ်လိုက်တယ်။သူ့ပုံပါတဲ့ memory card တစ်ခုကိုသူရှာတွေ့ခဲ့ပေမဲ့သူဒါကိုမဖျက်ပစ်နိုင်ခင်မှာတင်တခြားသတင်း channel တွေကသူ့မျက်နှာကိုနေရာအနှံ့မှာမျှဝေပြီးဖြစ်နေပြီ။အဲ့ဒီအချိန်မှာတင်ပစ်ခတ်သူဟာသူ့ရဲ့အိမ်နဲ့ပတ်သက်ပြီးရုတ်တရက်မကောင်းတဲ့ခံစားချက်တစ်ခုရရှိခဲ့တယ်။သူကသတင်းထောက်ရဲ့လက်ကိုဆွဲပြီးသူတို့နှစ်ယောက်အတူတူထွက်ပြေးခဲ့ကြတယ်။ကြီးမားတဲ့ပောက်ကွဲမှုကြီးတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့တယ်။တယောက်ကသူ့ရဲ့အိမ်ကိုဖောက်ခွဲပစ်လိုက်တာဒါပေမဲ့ပစ်ခတ်သူနဲ့သတင်းထောက်တို့ဟာအသက်ရှင်ကျန်ရစ်ခဲ့ပြီးကားတစ်စီးနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်။နောက်ဆုံးမှာတော့သတင်းထောက်ဟာပစ်ခတ်သူသူ့အသက်ကိုကယ်တင်ခဲ့တာကြောင့်သူရဲတွေကိုရှောင်ကွင်းနိုင်အောင်ကူညီပေးခဲ့ပါတော့တယ်။